အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဇော်မင်းထွန်းပါယနေ့ဒီနေရာမှာကျွန်တော်ပြောကြားမယ့်စကားတွေဟာခါတိုင်းလိုပဲသတင်းစာရှင်းလင်းပွဲတွေမှာတည်တည်ချာချာစီစဉ်ထားတဲ့စိတ်ကူးရင်အလိမ်ညာတွေလုံးဝမဟုတ်ပါဘူးဒါတွေဟာကျွန်တော်ယင်ထဲကနေတကယ်ကိုပုံပွင့်လင်းလင်းထွက်လာတဲ့တည်ကြတဲ့အမှန်တရားတွေသာဖြစ်ပါတယ်ကျွန်တော်ဟာသူ့ရဲ့ဘေးနားမှာချိန်တော်ကြာယာတူးကြီးကြီးနဲ့နေခဲ့ရသူပါဒါကြောင့်လဲသူ့ရဲ့အတွင်းစိတ်သူ့ရဲ့ဆုံးဖြတ်ချက်တွေသူ့ရဲ့လျှို့ဝှက်ချက်တွေကိုကျွန်တော်အသိဆုံးပါခင်ဗျားတို့အားလုံးမျက်မှောက်ပြုနေရတဲ့အမျိုးဘာသာသာသနာကိုစောင့်ရှောက်တယ်ဆိုတဲ့အပြောအဟောတွေပြီးတော့နိုင်ငံတော်ကိုကယ်တင်နေတယ်ဆိုပြီးခဏခဏပြောနေကြစကားလုံးတွေဟာအပေါ်ယံတရုပ်ဆောင်နေတာတရုပ်မှန်ဖုံးကွယ်နေတာတသက်တာဖြစ်ပါတယ်အမှန်တရားနဲ့လုံးဝကင်းကွာပါတယ်သူ့အတွက်ကတော့သူ့ရဲ့ကိုကြိုးစည်းပွားသူ့ရဲ့အာဏာတည်မြဲရေးအတွက်ဆိုရင်ဘယ်သူကိုမဆိုဘယ်နေရာမှာမဆိုနင်းချေဖို့ဝန်မလေးတဲ့လူစားမျိုးပါယခုလည်းကြည့်ကြပါဦးတိုင်းပြည်အခြေအနေတွေမကောင်းတော့ဘူးတကယ်ကိုကြက်တဲလာတော့ကျွန်တော်လိုသူ့ဘေးမှာကပ်ပါနေပြီးသူခိုင်းသမျှအကောင်းဆုံးလိန်ညာပေးခဲ့ရတဲ့သူကိုတောင်အသုံးမကျဘူးဆိုပြီးဝေးရကိုကန်ထုတ်လိုက်ပါပြီဒီလိုအကျိုးပေးကင်းမဲ့တဲ့အဆုံးသက်မျိုးနဲ့ရင်ဆိုင်ရတာဟာတကယ်တော့မထူးဆန်းဘူး